ရှေးတရောအခါကပင်လယ်ကဲနီး၌တငါသည်လေးမရရှိကြလေ၏တငါသည်ကြီးသည်ပင်လယ်သို့နေ့စဉ်ငါးရှာထွက်ရသည်မိမသည်အိမ်တွင်စောင့်နေရင်ကြံခဲ့လေရှိသည်တနေ့သ၌တငါသည်ကြီးသည်ကြည်လင်သောပင်လယ်ရေတွင်ငါးများတံကိုချထားစဉ်ငါးတကောင်ဆွဲ၍မြုပ်လူနီးဖြစ်သွားလေ၏ထိုအခါတငါသည်လည်းငါးများကျိုးကိုဆွဲယူလိုက်ရာအလွန်ကြီးသောငါးတကောင်ပေါ်လာလေ၏ငါးများချိတ်ဆူးလျက်ရှိသောထိုငါးကြီးကတငါသည်ကြီးခင်ဗျာကျွန်တော်ကိုချမ်းသာပေးပါကျွန်တော်ဟာတကယ်ငါမဟုတ်ပါနတ်ဖန်းစားခဏရနဲ့မင်းသားတစ်ပါးဖြစ်ပါတယ်ဟုပြော၏တငါသည်ကြီးသည်ထို၌ငါးကိုငါးများချိတ်မောက်ဆိုပြီးရေတွင်ပြန်လွတ်လိုက်ရာနှက်ငါးကြီးသည်ညားစွာကျေးဇူးတင်ကရေတွင်ငုတ်သွားလေ၏ညနေဆောင်၍အိမ်ပြန်ရောက်တော့အခါတငါတဲ့ကထူးကြီးမရအားရှင်မဒီနေ့ငါးတကောင်မှမရခဲ့ပါထူဆန်းနဲ့နတ်ငါးကြီးတကောင်ကိုမိပဲပဲတနာလိုပြန်ဟွတ်ပစ်ခဲ့တယ်ဟုပြောပြလေ၏တငါတဲ့ဤမိမလည်းအလွန်စိတ်ဆိုးလေ၏ရှင်ဟာဘာမှမသိတတ်ပါကလားနတ်ငါးဆိုလားလိုတာရတဲ့ငါးမျိုးဖြစ်တယ်သူ့စီမှာတခုခုတောင်းရင်ရတယ်ရှင်ပြန်သွားပြီးတောင်းချေဟုမိမကစိတ်ဆိုးမှန်ဆိုဖြင့်တငါတဲ့အားစေးလို့၏တငါတဲ့လည်းမနက်မိုးလင်းတော့အခါမိမအကြံပေးသည့်အတိုင်းပင်လယ်သို့သွားကနတ်ငါးကြီးကိုတလိုက်ရငါးကြီးပေါ်လာလေ၏ငါးကြီးကပင်ဘာအလိုရှိပါတယ်လေဟူမေးရတငါတဲ့ကတပိတို့မှာနေစရာအိမ်မရှိပါအိမ်လိုချင်ပါတယ်ဟုတောင်းလေ၏ငါးကြီးကကောင်းပြီးပြန်ပြီးတော့တွေ့ရပါလိမ့်မယ်ဟုဆိုကရေတွင်ငှတ်သွားလေ၏တငါတဲ့လည်းအိမ်သို့ပြန်လာတော့အခါရွညွန့်ထူလာသောရေမြောင်းနေရာတွင်လှပသောတိုက်အိမ်တအိမ်ကိုတွေ့ရ၍အတွင်းသို့ဝင်သွားရာသူ၏မယားကိုတွေ့ရလေ၏သူတို့သည်လှပသောတိုက်အိမ်ကလေးတွင်ပျော်ရွှင်သွားနေကြရာတနေ့တ၌တငါးတဲ့၏မယားကနငါးကြီးစီကိုသွားပြီးအခုထက်ကောင်းတဲ့ကြောက်တိုက်ကြီးတစ်ထိုင်ငိမ့်ပန်းဥယျာဉ်ကိုတောင်းမှချေရပါလိမ့်မယ်ဟုဆေးလွတ်ပြန်၏အိမ်ကလေးတွင်ပျော်နေသောတငါးတဲ့ကမှမသွားခြင်းပေတိုးတော်သူ၏မယားကစေခိုင်းလွန်း၍ထွက်လာတဲ့ရာပင်လယ်တွင်ရေများမကြည့်ဘဲနှောက်နေလေ၏သူကကန်ဆာမငါးကြီးကိုတက်လိုက်ရာငါးကြီးပေါ်လာ၍တင်ပါလိုချင်ပါတယ်ဟုမေး၏သူကကျုံမိမကကြောက်တိုက်ကြီးနှင့်ပန်းဥယျာဉ်လိုချင်ပါတယ်ဟုတောင်းလေရာငါးကြီးကပြန်ပါကြီးဟိုမှာတွေ့ရပါလိမ့်မယ်ဟုပြောကရေတွေငုတ်သွားလေ၏တန်ငါတဲ့လင်မယားလည်းဥယျာဉ်အလဲတွေရှိသောကြောက်တိုက်ကြီး၌အခိုက်အစီများစွာဖြင့်တထေးဖြစ်ကပျော်ရွှင်စွာနေကြလေသည်တိုးတော့တငါတဲ့အိမ်မယားသည်လောဘကြီးစွာဖြင့်နတ်ငါးကြီးစီကိုတွားပြီးတောင်းပါကြည့်ဦးဒီတခါတော့ကျမရှင်မင်းဖြစ်ချင်တယ်ဟုစေခိုင်းပြန်၏တငါတဲ့ကလည်းရှင်မလောဘကြီးလားကြီးလားမင်းကိုနတ်ငါးကြီးကရှင်မင်းဖြစ်အောင်လုပ်ပြီးမယ်မထင်ပါဘူးကွယ်မတွားပါရစေနဲ့ဟုဆို၏ထို့အခါသူမယားကစိတ်ဆိုးသည့်လင်းကျုပ်ခိုင်းတာလုပ်ပါဘာမှကြောက်စရာမရှိပါဘူးဟုထပ်မံ၍စေခိုင်းပြန်သည်တငါတဲ့ကြီးသည်ပင်လယ်သို့တွားသောရေများညိုမဲနေပြီးလင်မိုးဖားများတက်ကလှိုင်းထဆပြလျက်ရှိ၏သူသည်နငါးကြီးကိုတက်လိုက်ရာငါးကြီးပေါ်လာ၍တင်ပါလိုချင်ပါတလဲဟုမေးလေ၏တငါတဲ့ကြီးကကျုံမိမကရှင်ဘရင်ဖြစ်ချင်ပါတလဲဟုပေါ်လျာငါးကြီးကတင်ပြန်ပါကြီးဟိုမှာတွေ့ရပါလိမ့်မယ်ဟုဆိုကရေတွေနှုတ်သွားလေ၏တငါသည်လည်းအိမ်သို့ပြန်လာရာကြောက်တိုက်ကြီးမရှိတော့ဘဲလှပခမ်းနားသောရွှေနန်းတော်ကြီးကိုတွေ့ရ၍အတွင်းသို့ဝင်သွားသောရာဇပလင်ပေါ်တွင်တရဖူးဆောင်ကထိုင်နေလျက်ရှိသောသူ၏မယားနှင့်နန်းတွင်းသူနန်းတွင်းသားများကိုတွေ့ရှိရလေ၏သူတို့သည်ဤသို့ရှင်ဘီရင်အဖြစ်ဖြင့်ပျော်ရွှင်စွာနေလာကြရာတနေ့သ၌ဘုရင်မကသူ၏ယောက်ျားအားမောင်မင်းနငါးကြီးစီကိုတွားကြည့်ပါကျုပ်အခုလိုရှင်ဘီရင်ချီုံမြနှင့်မယောင်ရဲနိုင်ပါဟုနိုင်ငံတကာကိုအုပ်ချုပ်ရတဲ့အေဂရိတ်ဘုရင်မဖြစ်ချင်ပါတယ်ဟုစေခိုင်းလေ၏တငါသည်လည်းဤသို့ဘုရင်မကစေခိုင်းသည့်တိုင်အောင်နငါးကြီးထံသို့တွားရန်မဝင်ရဲထင်နေလေ၏ထို့ကြောင့်ဘုရင်မအားရှင်မဒီတခါတော့တွားဖို့မတော်ဘူးထင်နဲ့နငါးကြီးဟာဒီလောက်လောဘကြီးတာကိုတီးခတ်မယ်မဟုတ်ဘူးဟုပြန်ပြောရာဘုရင်မကစိတ်ဆိုးပြီးလင်တငါသည်အားဟေ့မင်းဟာငါဘုရင်မကိုယ်တိုင်အမိန်ပေးတာကိုတော့နားမထောင်ဘူးလားတွားအခုပြောချီဟုအာနာဖြင့်ခိုင်းစေရာတငါသည်လည်းပင်လေဘက်စီသို့ထွက်ခဲ့ရပြန်၏ဒီတစ်ချိန်တွင်တငါသည်ကြီးသည်စိတ်လေးစွာဖြင့်ထွက်ခဲ့ရာပင်လေရေပြန်မှာလှိုင်းတဘိုးများထ၍ကောင်းကင်တွင်မိုးရေများမဲကလက်စည်းတလက်လက်ဖြင့်ကြောက်ဖွယ်ရာအတိတွေ့ရှိရလေ၏သူသည်နငါးကြီးကိုတက်လိုက်၍ပေါ်လာသောအခါမရဲတရဲဖြင့်
နငါးကြီးခမကျွန်တော်မိမကနိုင်ငံတကာကိုစိုးပိုင်တဲ့ Agarix ဘီယံမှာဖြစ်ချင်ပါတဲ့ဟုပြောပြလေ၏နငါးကြီးကလည်းကောင်းပြီပြန်ပြီးတော့ဟိုမှာတွေ့ရပါလိမ့်မယ်ဟုဆိုပြီးလျင်လှိုင်းတဘိုးကျွင်ငုတ်သွားလေ၏ တငါတီကြီးလည်းနန်းတော်သူဖြန့်ခဲ့ရာရွှေနန်းတော်ကြီးမှာအရင်ကထက်ခန်းနာကြီးကျယ်ပြီးလင်စစ်တပ်ပေါင်းများစွာစောင့်ရှက်လျက်ဘင်ခရာများတီးမုတ်ကအောင်ပွဲခံနေကြလေ၏နန်းတော်တွင်၌သူ၏မယားဘရင်မသည်ရွှေပလင်ပေါ်တွင်ထိုင်ကဘလူးကြီးများလူပုကလေးများမင်းကြီးမင်းသားများအပြိုတော်များဖြင့်အစင်လိုက်ခစားလျက်ရှိကြသည်ကိုတွေ့ရလေ၏ညအချိန်၌တငါတီကြီးကရှင်မမင်းအခုဧကရိတ်ဘရင်မကြီးဖြစ်ရသည်နောက်ကိုဘာလို့ကျင်သေးတယ်လဲဟုပြောရာဘရင်မကအိုးနောက်တော့သိရလိမ့်မယ်ပေါ်ဟုဆိုကစက်ခင်းဆောင်သို့ဝင်ခဲ့လေ၏တငါတီကြီးသည်ထူထဲပြောညက်လာသောအိယာတွင်နှစ်ချိုက်စွာအိပ်ပျော်မိတော်လေဘရင်မမှမူအိပ်မပျော်ပေသူမသည်နတ်ငါးကြီးထံတွင်နောက်တစ်ကြိမ်တောင်းဆိုရအောင်မီအရေးကိုတွေးကမိုးလင်းသောအခါတငါတီကြီးကိုနှိုးလိုက်လေ၏သူမကမောင်မင်းအဲ့လာကြီးလားမင်းဟာဘာမြဝိရိယမရှိဘူးထအခုပဲနငါကြီးစီကိုသွားကြည့်ဘရင်မဟာဧကရိတ်အဖြစ်နဲ့မယောင်ရဲနိုင်ဘူးနေမင်းလမင်းနဲ့ကျဲတွေကိုပိုက်ဆိုင်ခြင်းနဲ့သွားပြောကြည့်ပါဟုစေခိုင်းလေ၏တငါသည်လည်းအိယာမထကဘယ်နဲ့လဲရှင်မမင်းဟာလွန်လွန်းပြီကွယ်နငါကြီးစိတ်ဆိုးလိမ့်မယ်ဟုပြောလေ၏ဘရင်မကလည်းအမငါဘရင်မစေခိုင်းတာကိုဖိဆန်ပြန်မလားဟင်အခုသွားကြည့်ဟုအာနာဖြင့်အမိန့်ပေး၍တငါတီကြီးလည်းစိတ်လေးစွာဖြင့်ပင်လယ်သို့ထွက်ခဲ့ရလေ၏ဒီတစ်ချိန်တွင်ပင်လယ်၌လိုင်းတဘိုးများထော့ကြပြီးရင်ကောင်းကင်တွင်လျှက်စီးများလက်ကမကြမီမိုးကြိုးထိလေပြင်းမုန်တိုင်းကျလာသည်ကိုတွေ့ကြုံရလေ၏တငါတဲကြီးလည်းကန်းဆက်မှနငါကြီးကိုတားလိုက်ရာပေါ်လာလေ၏သူကတငါတဲအားတင်ပါလိုခြင်းမတလဲဟုပြေးရာတငါတဲကြီးကကျွန်တော်မိန်းမဧကရိပြေမဖြစ်နေမင်းလမင်းကိုပိုက်ဆိုင်လိုပါတဲ့ဟုပြောလေ၏နငါကြီးလည်းအေးကောင်းပြီပြန်ပေတော့ဟုဆိုပြီးလေလိုင်းတဘိုးကြားတွေငုတ်သွားလေ၏တငါတဲကြီးလည်းအိမ်ပြန်လာသောအခါဧကရိပြေမနှင့်နန်းတော်ကြီးမရှိတော့ပေသူ၏မယားတယောက်ထဲအဝတ်အစားများစုံလို့စွာဖြင့်ရေမြောင်းပေးတွင်ခိုင်ဝန်းနေသည်ကိုတွေ့ရှိရလေသည်